Yang Pusina is mean ဒါတဲ့ငါမင်း fan ဟလား fan ဖြစ်ချင်းဖြစ်မင်းသားလည်းငါ fan ဖြစ်မှာဘာဖြစ်လို့လဲဆိုတော့မင်းအခုဖြုတ်နေတဲ့ flow ကလွန်ခဲ့တဲ့2018 2019 TikTok စပေါ်တဲ့အချိန်တော့ကငါတို့ဖြုတ်ခဲ့တဲ့ flow တွေအဲ့ဒီအချိန်တော့မင်းပူစီနံဘဝမရောက်သေးဘူး maybe မျိုးစိဘဝလောက်ပဲမင်းရှိအောင်မှာဘယ်ကြောင်ကတ်နေမှတော့မသိဘူးအဲ့တော့အဲ့ flow တွေဆိုတာအဲ့လိုအကံပြောတာတွေအမှန်ကြီးတွေအရန်ပြောတာတွေလူမုံများတဲ့ရိုက်ပေါက်စကားတွေပြောတာတွေအဲ့လိုမျိုးတွေပြောတယ်ဆိုတဲ့ဥစ္စာအရောက်ငါတို့2018လောက်တော့ကဖြုတ်ခဲ့တာမင်းရဲ့ senior သဘောပေါက်လားငါတော့မင်းပေါက်လာပြီငါ flow တိုင်းမင်းသွားနေတာအဲ့တော့ fan ဖြစ်ချင်းဖြစ်မင်းသားလည်းငါ fan ဖြစ်မှာပြီးတော့နောက်တစ်ခုပြောမယ်မင်းသိအောင်လို့စကားပြောတဲ့အခါကျငါတို့က topic နဲ့ဆိုင်တဲ့အရာကိုပဲ fact ကြပြောတာမျိုးမင်းတို့မျိုးတောင်းစင်ရင်မြတ်ပါဇက်ထဲလာတဲ့စကားပေါက်တက်ကရမနိုင်တဲ့ဥစ္စာကိုဆွဲထည့်ပြီးပြောဖို့တော့ကိုကဟိုးဘိုးတော်ဖေကလေးဘက်ထောက်တဲ့ခက်လောက်တုံးတကအကြောင်းအရာတွေကိုဆွဲတည်ပြီးပြန်ယူလာပြီးသွားတဲ့အခါကျတော့မှနောက်ချီရောက်ရင်မလို့ငါတို့ကယောက်ျားစကားကိုယောက်ျားလို့ပြောသွားတာမျိုးသဘောပေါက်လားမင်းပထမဦးဆုံးဘာအားချောင်ခဲ့လဲမင်းကိုမင်းသိမှာပေါ့နော်ကလုံးရီမွေးတွေက original ထက်ပိုကောင်းတယ်ဆိုပြီးနံပါတ်1မင်းအားချောင်တယ်ပြီးသွားတဲ့အခါကျရင်ငါတို့ reviewer တွေကဂျင်းထည့်ပါတယ်ဆိုပြီးတော့မှမင်းအားချောင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့340တန်တဲ့ရီမွေးတွေက5သိန်းဝန်းကျင်လောက်ပဲလကရတဲ့ကလေးတွေကငါတို့ကဇွတ်ထိုးပြီးတော့မှရောင်းတာတွေမြင်မကောင်းလို့မင်းထပြောရပါတယ်ဆိုတဲ့ပုံစံမျိုးတွေမင်းအားချောင်ထားတာအဲ့ဒီအားချောင်ထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှမင်းပေးတဲ့ information တွေ wrong information ဖြစ်နေတဲ့ဆိုတဲ့ဥစ္စာကိုမင်းကငါ fact ကြအဲ့ဒီဗီဒီယိုမှာရှင်းပြပြီးသွားပြီမင်းမနေ့က3မိနစ်ကြော်စာတင်ထားတဲ့ဗီဒီယိုမှာအဲ့ဒါနဲ့ပတ်သက်တဲ့အချက်လက်တစ်ခုမှမင်းပြန်ပြီးတော့မှတက်တင်တဲ့တကွာမင်းပြန်ပြီးရှင်းထားတာတစ်ခုမှမပေါ့အဲ့ဒီအချက်3ချက်နဲ့ပတ်သက်ပြီးတော့မှမင်းစကားကြွရင်ကြွန်သွားတယ်ယောက်ျားဆိုယောက်ျားလို့ဝန်ခံလိုက်ပေါ့ဘာတော့စောက်ရေးမပါတဲ့မင်း Mercedes တဲ့ဥစ္စာကငါအခြေဝင်နေဆိုတာတွေရောစီးနေတဲ့ကားမင်းစီးတဲ့ကားရဲ့ engine ဘိုးပဲရှိတယ်ဆိုတာစီဝယ်တော့ကလည်းဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဟိုမလေးရှားမှာအဲ့ကဘလောက်ဟိုဖြစ်ပါတယ်ဒီဟာဖြစ်ပါတယ်ဆိုပြီးဗီဒီယိုလုပ်တယ်ပြီးတော့ခဏနေအောင်ဖြတ်သွားတယ်ဆိုတော့မင်းရှိမှာတော့အဲ့ဒီဗီဒီယိုအခုချိန်တော့ရှိအောင်ပါပဲဟုတ်တယ်မလားမင်းပြောတယ်မင်း fan နေမင်းကိုပို့ပေးတယ်ဆိုတာပြန်နားထောင်ကြည့်တယ်အဲ့ဒီဗီဒီယိုထဲမှာကမင်းနဲ့ပတ်သက်ပြီးတော့မှမင်းကိုထိခိုက်နေတာအောင်ပြောထားတဲ့စကားမျိုးတခွန်းပါလားအဲ့ဒီဥစ္စာငါ့ကိုလာမှတ်ထားတဲ့ comment ပိုင်ရှင်ငါ reply ပြန်ထားတဲ့ဗီဒီယိုဂျပန်ကားအဆုတ်စီးပြီးသွားတဲ့အခါကျတော့မှအရေးကြိုးပို့ရတော့မဲ့ကားနဲ့တဲ့စောက်ကြီးစောက်ကျယ်တွေဒါမင်းကပြောနေတာတဲ့ဟိုမှာမလေးမ ismin ရတဲ့ဗါတဲ့ Mercedes စီးပြီးသွားတဲ့အခါကျမှဖြုတ်နေပြီဆိုလားအောင်မြင်နေပြီဆိုတာမသိမင်းမရှိမင်းပြန်နာထောင်အဲ့ဒီမန်းပိုင်ရှင်ကိုငါ reply လုပ်ပေးလိုက်တာရှင်းလေးပဲငါမြန်မာနိုင်ငံမှာနေရလို့ဒါ2500 3000ပေးပြီးသွားတဲ့အခါကျမှဂျပန်ကား ground ကိုငါစီးနေရတာငါလည်းနိုင်ငံခြားမှာရှိနေတယ်မလေးမှာထိုင်းမှာရှိနေတယ်ဆိုတော့2500 3000ဆိုတဲ့အမောင့်ကယူရိုပကားအမှန်ကန်လမ်းပြန်နေတဲ့ BMW Mercedes ကိုဝယ်ပြီးငါစီးလို့ရတယ်ငါပြောတာဒါပဲရှင်းလေးပဲအဲ့ထက်မှမင်းကိုထိခိုက်သွားတဲ့နစ်နာသွားတဲ့စကားလုံးဘာပါလဲ Mercedes နဲ့ပတ်သက်တဲ့ဗီဒီယိုကအဲ့ဒီ comment လာမှတ်တဲ့ကောင်ငါနည်းနည်းလေးနှိမ်နှင်းလိုက်တဲ့အသုံးလုံးကကျန်းသွားတဲ့အပေါ်မှာ community standard နဲ့မညီဘူးဆိုပြီးသွားတဲ့အခါကျမှအဲ့ဒီဗီဒီယိုကဖျက်ချခံလိုက်ရတာပြီးတော့မင်း Ferrari ဝယ်စီးတဲ့ဥစ္စာနဲ့ပတ်သက်ပြီးငါထပြောတယ်ဆိုတဲ့ဗီဒီယိုလဲအခုချိန်ဒီငါအကောင့်ထဲမှာရှိသေးတယ်မင်းပြန်ဝင်ကြည့်မင်းနဲ့ပတ်သက်ပြီးတော့မှဟဲ့အောင်မင်းစောက်ကြောင်းကစောက်ဖက်လုပ်ပြီးပြောထားတဲ့စကားအဲ့ထက်မှတခေါမှမပေါ့ဘူး Ferrari အနီအောင်မြင်ဘူးလားဆိုပြီးတော့မှမင်းရဲ့ Tarzan fan တကောင်ငါ့ကိုလာမေးထားတဲ့အပေါ်မှာငါပြန်ဖြေထားတာဒီလိုပြန်ဖြေထားတာ Ferrari အနီအောင်မြင်ဘူးလားတဲ့ Ferrari အနီအောင်ဘဝလာမသိလို့နေပါပြီးတော့အဲ့ Ferrari အနီအောင်မင်းစီးနေရလားပြောသူများစီးနေတဲ့ Ferrari အနီအောင်လာပြီးငါလာပြီးမြင်ဘူးလားတော့ဘာလို့မေးတာကြမင်းစီးနေတာလည်းမဟုတ်ပဲနဲ့ပါလာမင်းစောက်ကြောထပ်ဖွင့်ပြောအောင်မနားထောင်အမြဲတမ်းပြောတယ်ပုံမှန်လူတယောက်နဲ့အောက်ခြေဘာမှမရှိတဲ့ဘဝကနေတက်လာတဲ့လူတယောက်ကိုသွားပြီးမရှင်နဲ့နော်ဒါငါအရင်တော့စီးတယ်ငါရဲ့စီးတော်မြင်ပေါ့ကွာအခုဒါကကျတော့ငါအခုလက်ရှိစီးနေတဲ့ငါရဲ့ ground မင်းကိုစောက်ဖက်လုပ်ပြီးသွားတဲ့အခါကျမှ mention ထားတဲ့တကြောင်လောက်ပဲဖြစ်ဖြစ်စကလုံးတစ်လုံးလောက်ပဲဖြစ်ဖြစ်ပါလာတော့လာပြီးတော့မှအကန်လာရေးတဲ့အကောင်ငါပြန်ပြီးတော့မှ reply လုပ်ပေးလိုက်တာပဲရှိတာဒါဟိုဘာတွေထိုင်ပြီးတော့မှမင်းကအခုတစ်နှစ်လောက်တောင်မှခံစားပြီးသွားတဲ့အခါကျမှအခုမှလာပြီးဒါတွေကိုအန်ထုတ်နေတာတော့ထက်ကြည့်အောင်မင်းဘာတွေထပ်ပြီးပွားလာလဲဆိုတာပြီးတော့ Ferrari ဝယ်တဲ့အချိန်ကျတော့လေ तू ကအောက်ခြေကတက်လာပါတယ်သူက3000ရှိပါတယ်ဆိုပြောအဲ့3000မင်းက Ferrari ကားရဲ့ engine စားတော့မရှိမင်းဝယ်ထားတဲ့ Ferrari မင်းဖင်နဲ့ပြန်ပြီးထိုးထည့်ထားလိုက်သဘောပေါက်လားမင်းဖင်ကောင်းကျတဲ့ပုံစံမျိုးနဲ့ဆိုကောင်းကောင်းဆန့်တယ်စောက်ကြီးစောက်ကျယ်တွေလာမပြောနဲ့ဟဲ့အောင် Ferrari ကိုဘဝကြီးထင်နေတဲ့ကောင်ရှိမှာပဲအဲ့စကားတွေတော့ပြောသိလားမင်းဗာလေရီမွေးကိစ္စမှာကျတော့မင်းပြောတယ်လေစွတ်ထားတဲ့လူအဓိက fine နေဖို့အဓိကစွတ်ထားတဲ့ရီမွေးကကလုံးဖြစ်နေတယ်ဆိုလဲစော်ကြည့်တယ်ဆိုဟဲ့အောင်ကားမှလည်းအဲ့ဒီတိုင်းပဲဟဲ့အောင်ကားခွေကင်နေတဲ့လူကအဓိကမင်းစောက်ခွက်နဲ့က Ferrari ပေါ်တက်ထိုင်နေဆိုလဲဟဲ့အောင်ငခုယုံမပြောငါတို့စောက်ခွက်နဲ့က hijack ခွေကင်နေဆိုရင်တော့မှတတရပဲသဘောပေါက်လားမင်းပြောတာတကယ်လဲမှန်တယ်စီနဲ့ရီလိုပဲမင်းနဲ့ငါနဲ့ကကွာတယ်ဆိုတာမင်းစောက်ခွက်နဲ့ကငါစောက်ခွက်နဲ့မရှင်းတယ်အောင်နောက်မှာငါလက်ချောင်းခြေချောင်းနဲ့ပဲအရင်ရှင်းသဘောပေါက်လားစီနဲ့ရေဘာမှမဆိုင်ဘူးတခြားစီပဲဒီနေရာမှာအစ်စ်ဆိုတဲ့စကားကိုမင်းကခဏထည့်ပြောလို့ငါလည်းမသိလို့မင်းကိုမေးပါအောင်ပဲမင်းမအောင်ဘာစောက်ဆင်းရှိလို့တော့ပြောမင်းကဘလောက်စောက်ဆင်းရှိလို့သူများရဲ့ professional life ကိုသူများရဲ့ business ကိုဝင်ပြီးဝေဖန်ရတဲ့အဆင့်ထိပါတယ် reviewer တွေကဂျင်းထည့်တယ်တို့ပြီးသွားတဲ့အခါကျရင်ရီမွေးနဲ့ပတ်သက်တဲ့ knowledge ဘာတစ်ခုမှမရှိဘဲနဲ့ original ထက်ကိုကလုံးဝပိုကောင်းတယ်တို့ဆိုတဲ့စဆရကဝင်လို့တဲ့စကားမျိုးမင်းပြောရတာလေဘာစောက်ဆင်းရှိလို့ဘာနားလေလို့မင်းကအဲ့ရီမွေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝင်ပြီးတော့မှအားချောင်ရတာတော့
ငါမသိလို့မေးတာပြောနေတဲ့အဲ့ဒီအဆင့်ဆိုတဲ့ဥစ္စာဆင်းရဲချမ်းသာတာနဲ့တတ်မှတ်တာလားဒါမှမဟုတ်ဆိုမင်းစီးနေတဲ့အဲ့ဒီဖာရာဒီစီးနိုင်တာနဲ့မစီးနိုင်တာနဲ့မှခွဲခြားပြီးတော့မှတတ်မှတ်တာမျိုးလားမြန်မာပြည်မှာဟဲ့အောင်ဆင်းရဲတဲ့လူတွေအများကြီးရှိတယ်မင်းပြောတဲ့ပုံစံအတိုင်းဆိုပါလဲစောက်စစ်မရှိကြဘူးပေါ့အဆင့်ဆိုတာဘာလဲသိတာလူတစ်ယောက်ကကိုယ်ကိုလှုပ်တာမကြိုက်ဘူးဆိုကိုယ်လည်းသွားမလှုပ်ရအောင်အဲ့ဒါအဆင့်လို့ခေါ်တယ်မင်းတို့ကမင်းအလုံးနဲ့ပတ်သက်ပြီးတော့မှမင်းတင်တန်းကိုဂျင်းလို့ငါတခွန်းလေးပြောလိုက်တာနဲ့မင်းမဖြက်လူပြီးသွားတဲ့အခါကျတော့မှငါ့ဟိုလေတွေတိုက်တာမှအကြီးกว่าငါအေးတောင်ပတ်တယ်သိလားဒါပေမဲ့မင်းငါအလုံးနဲ့ငါ professional နဲ့ပတ်သက်ပြီးသွားတဲ့အခါကျတော့ reviewer တွေကဂျင်းထဲ့တယ် reviewer တွေမင်း by name ငါနာမည်တော့မတက်ဘူးကွာဒါပေမဲ့ reviewer တွေဆိုတာဟဲ့အောင်ငါ review လုပ်နေတဲ့လူတစ်ယောက်လေဆိုတော့ငါမင်းအကုန်လုံးကတင်ကြုံပြီးသွားတဲ့အခါကျမှထည့်ပြီးသွားတဲ့အခါကျမှ reviewer တွေကဂျင်းထဲ့တယ်လို့ပြီးသွားတဲ့အခါကျငါမဝယ်နိုင်တဲ့ကလေးတွေကဇွတ်ထိုးပြီးတော့မှရောင်းလို့ကြည့်မကောင်းမြင်မကောင်းလို့မင်းကထပြောရတာတော့ဘာတွေတော့မင်းပြောနေတဲ့အဆင့်ဆိုတာအဲ့ဒါတွေလားပြောတာမင်း UAE ကလုံးတွေက review လုပ်ချင်တယ်ဆိုအေးစစ်စစ်လုပ်UAE ကလုံးတွေကဈေးတန်းလဲတက်တာတယ်အနံ့လဲဆွဲတယ်ဥမာအဖြစ် original တွေကိုမတက်နိုင်ဘူးဆိုရင်က UAE ကလုံးငါသုံးနေတဲ့ဥစ္စာဒါမျိုးတွေသုံးလို့ရတယ်ဒီလိုမျိုး review ကိုရိုးရိုးတက်တက်လွတ်လွတ်လပ်လပ်ပေးလေကွာဘာမဆိုင်ညာမဆိုင်မင်းဒီ industry ထဲမှာရှိတဲ့ reviewer တွေဆိုတဲ့ဥစ္စာနဲ့ဒီမွေး review လုပ်နေတဲ့လူတွေအကုန်လုံးကိုထည့်ပြီးတော့မှတင်ကြုံပြီးပြောပြီးသွားတဲ့အခါကျတော့မှမင်းလုံးနေတဲ့အလုံးနဲ့ပတ်သက်ပြီးတော့မှဒီဘက်ကပြန်ပြောတဲ့အခါကျတော့မှမင်းမှာလေးတွေထပြီးတော့မှတိုက်လိုက်တဲ့အတိုက်ဆိုတဲ့ဥစ္စာရောက်ငါအေးတောင်ပတ်ချင်တယ်ဆိုတော့ကိုယ့်ကိုလှုပ်တာမကြိုက်ဘူးဆိုရင်လေကိုကမလှုပ်ရအောင်အဲ့ဒါအဆင့်လို့ခေါ်တယ်ပြီးတော့မင်းရဲ့3လမှာ3နာရီတင်ပေးတဲ့ဒေါ်လာ1000တန်တင်တန်းကိုမင်းကငါ့ကို free join ခွင့်ပေးအောင်မယ်ဟဟလားမင်းကငါ့ကို free တင်ပေးမှာဟေ့အောင်တင်တန်းကြီးကို1ယောက်စာမဟုတ်ဘူး3ယောက်စာကို double ထဲမင်းကိုအဲ့လိုမျိုးငွေပုံပေးပြီးသွားတဲ့အခါကျမှငါ့ကို3လမလို့ခြင်းဘူးငါ့ကိုက1လအတွင်းမှာ3နာရီကအပြတ်တင်ပေးစမ်းဆိုပြီးသွားတဲ့အခါကျတော့မှမင်းအရှိမငွေပုံပေးပြီးတော့မှတင်ခိုင်းလို့ရတဲ့စောက်စင်မျိုးငါမှရှိတယ်သဘောပေါက်လားမင်းအဲ့ဒီစောက်ချိုးမျိုးကလေမမြင်ဘူးတဲ့ကောင်မရှာနိုင်တဲ့ကောင်မသုံးနိုင်တဲ့ကောင်မျိုးအဲ့ဒီစောက်ချိုးသွားချိုးငါလာမချိုးနဲ့သဘောပေါက်လားငါပြောတာမင်းတင်တန်းကနေ free တင်မယုံနေမကောက်ကွာငါ့ကိုထပ်ပြီးတော့မှငါလို influencer မျိုးမင်းတင်တန်းမှာလာတက်တဲ့အတွက်ကြောင့်မလို့ပတ်စံမှာထပ်ပြီးပေးအောင်မယ်ဆိုရင်တော့မှ sorry ပဲသဘောပေါက်လားမင်းရဲ့တင်တန်းကြီးတစ်လစာဆိုတဲ့ဒေါ်လာ1000ကငါရေမွေးတွေထဲမှာကိုကြိုက်တဲ့ collection တွေ့ပြီဆိုရင်က CD တစ်ခုစာဝယ်ပစ်ပြီးတော့မှစုတဲ့အနေထားလောက်မှာပဲရှိတယ်စောက်ကြီးစောက်ကျယ်တွေလာမပြောနဲ့မင်းလိုမျိုးစောက်ကြီးစောက်ကျယ်မလုံနိုင်တဲ့ကောင်ကိုပဲမင်းစောက်ကြီးစောက်ကျယ်လုပ်လို့ရမယ်ဒါပေမဲ့နော်ကြီးကိုမရအောင်မင်းက2023လောက်မှာမင်းစောက်ကြီးစောက်ကျယ်တက်လို့တာတစ်တော့ပေါ့ငါ2018တုန်းကငါအဲ့လိုမျိုးစောက်ကြီးစောက်ကျယ်လုပ်လာတာဒါပေမဲ့ငါစောက်ကြီးစောက်ကျယ်လုပ်တာဒီဘယ်သူမှငါမပုတ်ခတ်ဘူးဘယ်သူမှမထိခိုက်တယ်လို့မင်းလိုမျိုးဘယ်သူနယ်ပယ်ကိုမှသွားပြီးတော့မှငါဆဆရကမလုပ်ခဲ့ဘူးငါကျွမ်းကျင်တဲ့ငါရဲ့နယ်ပယ်မှာပဲငါကြီးကြီးကျယ်ကျယ်တွေပြောရင်ပြောလိုက်မယ်ငါကြီးကြီးကျယ်ကျယ်လည်းပြောတယ်ပြောပြီးရင်လည်းအဲ့ဒီကြီးကြီးကျယ်ကျယ်ပြောထားတဲ့အတိုင်းကိုလည်းဖြစ်အောင်ငါတို့ကလက်တွေ့လုပ်ပြတဲ့ကောင်ငါတို့ attention ဆိုတဲ့ဥစ္စာကမင်းတို့ TikTok မမြင်ဘူးခင် TikTok မသုံးဘူးခင်တုံးဟိုးပဝေတဏီတုံးတက်ကငါတို့ရဲ့ attention ဆိုတဲ့ဥစ္စာဟဲ့အောင် auto လက်တောက်တီးတာနဲ့ရတယ်အခုချိန်ထိလည်းရနေတော့မယ်မင်းကိုမှီပြီးတော့မှငါ attention ရှာရအောင်လုပ်ရလေငါ TikTok ပေါ်မနေ့တနေ့မှတက်လာပြီးတော့မှ follower 1k 2k ပဲရှိတဲ့ကောင်မဟုတ်ဘူးဒီလိုမျိုး follower 2 million over ရှိတယ်ဆိုတော့ account လောက်ကိုကတနာတယ် follower 1.5 million ရှိတဲ့ account မျိုး10ကောင်9ကောင်လောက်ပြတ်ပြီးသွားတဲ့အခါကျတော့မှအခုနောက်ဆုံးသုံးနေတဲ့ 1.3 million ဆိုတဲ့ account မှာငါမြဲနေတာပြီးတော့ငါကအဆွဲချိုးပြီးသွားတဲ့အခါကျမှငါနေလိုက်တာကြာပြီဘာဖြစ်လို့လဲဆိုတော့ငါကလေးလေးတွေတဖြည်းဖြည်းနဲ့1ယောက်ကနေ2ယောက်3ယောက်ကနေ4ယောက်ဖြစ်လာတဲ့အပေါ်မှာငါငြိမ်လိုက်တာကောင်းပါလေလေဆိုပြီးသွားတဲ့အခါကျမှငြိမ်လိုက်တာအခုနောက်ပိုင်းအောင်သဘောပေါက်လားအဲ့ဒါက2018 2019တုန်းကပုံစံမျိုးနော်ကြီးဖြစ်အောင်လို့ပြန်ပြီးတော့မှမင်းတို့လာပြီးအသက်မသွင်းနဲ့